ဒီတစ်ခါတော့အသေးခဏခဏကွဲတတ်တဲ့သူတွေအတွက်မျိုးဖလုံနည်းအဆင့်ဆင့်ကိုမျှဝေပေးပါမယ်။အရင်ဆုံးသိထားရမှာကစိတ်ခံစားမှုတွေကိုလက်ခံပါဝမ်းနည်းတယ်၊နာကျင်တယ်၊ဒေါသထွက်တယ်ဆိုတာတွေကလုံးဝပုံမှန်ပါပဲ။ကိုအပြစ်မတင်ပါနဲ့ဒီလိုခံစားချက်တွေကိုဖိနှိပ်မထားပဲခံစားခွင့်ပေးလိုက်ပါ။နံပါတ်1ကိုဂရုစိုက်ပါကိုကြိုက်တဲ့အစားအစာတွေစားပါအိပ်ရေးဝဝအိပ်ပါလေ့ကျင့်ခန်းလုပ်ပါကိုယ့်ရဲ့ရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုဦးစားပေးပါနံပါတ်2တစ်ခုခုကိုအာယုံစိုက်လှုပ်ဆောင်ပါဝါသနာအသစ်တစ်ခုဆက်လုပ်ကြည့်ပါစာအုပ်တွေဖတ်ပါရုပ်ရှင်ကြည့်ပါဂီတနားထောင်ပါခရီးသွားပါဒါမှမဟုတ်အလုပ်ကိုပဲအာယုံစိုက်လှုပ်ဆောင်ပါနံပါတ်3ခံစားချက်တွေကိုချရေးပါကိုခံစားရတာတွေတွေးမိတာတွေကိုဒိုင်ယာရီမှာချရေးတာကစိတ်သက်သာရစေပါတယ်ကိုယ့်ရဲ့အတွေးတွေစနစ်တကျဖြစ်လာစေပြီးခံစားချက်တွေကိုရှင်းလင်းစေပါတယ်နံပါတ်4မိတ်ဆွေတငယ်ချင်းတွေနဲ့မိသားစုနဲ့အချိန်ဖြုံးပါကိုယ့်ကိုချစ်ခင်ဂရုစိုက်တဲ့သူတွေနဲ့ပေါင်းသင်းဆက်ဆံပါသူတို့စီကအားပေးမှုနှစ်သိမ့်မှုတွေကကိုယ့်ကိုခွန်အားဖြစ်စေပါလိမ့်မယ်နံပါတ်5ချက်ကတော့အတိတ်ကသင်ခန်းစာယူပါဒီဆက်ဆံရေးကကိုယ့်ကိုဘာသင်ပေးခဲ့တယ်လဲဆိုတာပြန်တွေးကြည့်ပါကိုဘာတွေသင်ယူခဲ့ရတယ်လဲနောက်အတွက်ဘလို့တိုးတက်အောင်လုပ်မလဲဆိုတာစဉ်းစားပါနောက်ဆုံးအနေနဲ့အချိန်ကိုအခွင့်အရေးပေးပါအနာကျက်ဖို့အချိန်ယူရပါတယ်တရက်ထဲနဲ့ပျောက်ကင်းသွားမယ်လို့မမျှော်လင့်ပါနဲ့ဖြည်းဖြည်းချင်းရှေ့ဆက်သွားပါတတိယပါကိုဟာအရင်ကလည်းဒီလိုခံစားချက်မျိုးကိုကြော်ဖြတ်ခဲ့ဘူးပါတယ်ဒီတစ်ခါလဲကြော်ဖြတ်နိုင်မှာပါကိုယုံကြည်မှုရှိပါစေအသေးကွဲပူးတဲ့လူကြောက်ဟာပြန်ပြီးနောက်တစ်ခါဆက်ချစ်နိုင်ဖို့အချစ်သစ်တွေ့နိုင်ဖို့လွယ်ကူပါသလားဒီမေးခွန်းကိုကျွန်တော်တို့အသေးကွဲပူးသူတိုင်းမေးကြည့်မိကြမှာပါပဲတကယ်ကိုအတိတ်ပဲရှိပြီးလူတော်တော်များများကြုံတွေ့ရတဲ့အခက်အခဲပါပဲအတူချုပ်အဖြေကတော့ဟုတ်ကဲ့ဖြစ်နိုင်ပါတယ်အသေးကွဲပူးတဲ့သူတိုင်းနောက်ထပ်ပြန်ချစ်ဖို့ပြန်ပြီးပျော်ရွှင်ဖို့အခွင့်အရေးရှိပါသေးတယ်ဒါပေမဲ့အဲ့ဒီလိုပြန်ချစ်နိုင်ဖို့အတွက်အချက်အချို့ကိုနားလည်ထားဖို့လိုပါတယ်အရင်ဆုံးကိုအရင်ချစ်တတ်ဖို့လိုပါတယ်။အသေးကွဲပြီးတဲ့နောက်မှာကိုပြန်လဲတည်ဆောက်ဖို့ကိုယ့်ရဲ့တန်ဖိုးကိုပြန်သိဖို့လိုပါတယ်။တစ်ဖက်လူကြောင့်ပဲကိုယ့်ရဲ့ပျော်ရွှင်မှုကိုမချိတ်ဆွဲထားပဲကိုယ့်ဘာသာပျော်ရွှင်နိုင်အောင်နေတတ်ဖို့လိုပါတယ်။အတိတ်ကသင်ခန်းစာယူပါအရင်ဆက်ဆံရေးကဘာကြောင့်ပြက်ကွက်ခဲ့တာလဲဆိုတာသေချာလေ့လာရပါမယ်။ကိုယ့်ရဲ့အမှားတွေကိုမြင်လွတ်ခဲ့တဲ့အချက်တွေကိုသိအောင်လုပ်ပါ။ဒါမှနောင်ဆက်ဆံရေးမှာပိုကောင်းအောင်လုပ်နိုင်မှာပါ။အတိတ်ကိုလွှတ်ချတတ်ဖို့လိုပါတယ်။အရင်ဆက်ဆံရေးကကိုဘလောက်ပဲနာကျင်စေခဲ့ပါစေ။အဲ့ဒါကိုလက်မလွတ်နိုင်ရင်ရှေ့ဆက်လို့မရပါဘူး။အတိတ်ကအတိတ်ပါပဲအနာဂတ်ကိုမျှော်ကြည့်ပါ။အချိန်ယူပါဒဏ်ရာအသစ်နဲ့လူသစ်ကိုမချစ်မိပါစေနဲ့ကိုယ့်ရဲ့စိတ်ဒဏ်ရာအပြည့်အဝမကျက်သေးဘူးဆိုရင်ဆက်ဆံရေးအသစ်ကကိုယ့်အတွက်ရောတစ်ဖက်လူအတွက်ပါမကောင်းပါဘူး။နောက်ဆုံးအနေနဲ့လူတိုင်းကအတူတူမဟုတ်ဘူးဆိုတာသိထားပါအရင်လူကကိုနာကျင်စေခဲ့လို့လူအားလုံးကဒီလိုပဲလားလို့မတွေးပါနဲ့လူတိုင်းမှာကိုယ်ပိုင်စရိုက်ကိုယ်ပိုင်အမူအကျင့်ရှိပါတယ်တချို့သောသူတွေဟာအသေးကွဲပြီးနောက်မှာပိုပြီးရင်ကျက်လာတတ်ပါတယ်ကိုပါလိုချင်လဲဘလို့လူမျိုးနဲ့လက်တွဲတင်လဲဆိုတာပိုရှင်းလာတတ်ပါတယ်ဒါကြောင့်အသေးကွဲခြင်းဟာနောင်ဖို့ပိုကောင်းတဲ့ဆက်ဆံရေးတစ်ခုတည်ဆောက်ဖို့အုတ်မြစ်ချပေးသွားတတ်ပါတယ်ဒါကြောင့်သင်လဲအသေးကွဲဘူးရင်စိတ်တက်မကြပါနဲ့ဖိုက်တင်းပါအချိန်တန်ရင်ကိုနဲ့အဆင်ပြေမဲ့သူကိုတန်ဖိုးထားမဲ့သူနဲ့ပြန်ဆုံတွေ့ဖို့ခွင့်ရေးရှိပါတယ်ကိုယုံကြည်မှုရှိပါဒီကဘာမှာချစ်တဲ့လူတိုင်းညာပြီးညားတဲ့လူတိုင်းချစ်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်